ဒီ mobile app ကနေမရောင်းမဲနဲ့ save app ကနေလည်းကျွန်တော်ဒီရနေတယ်လာရောင်းလို့ရရနော်ဒီ O2 ကနေလည်းလာရောင်းလို့ရအဲ့တော့သူကလည်းပါချင်းနဲ့အတူတူပဲပေါ့နော်ဒါပါတော့ကျွန်တော်နေယူဖော်လိုက်မယ်အဲ့တော့ဒီ mobile app ကရောင်းတဲ့နေရာလည်းဒီကတော့ဒီနေရာကိုပဲရောက်မှာပဲနော်အဲ့တော့ save ဆိုတာလေးနှိပ်လိုက်မယ်ကျွန်တော်ရောင်းမဲ့ customer ထားပါတော့မမောင်းအောင်ရောင်းမယ်ကျွန်တော်ရောင်းမဲ့ထားပါတော့ဒီ HSD ပေါ့နော်ဒီကောင်က1 liter ပေါ့နော်ဒါကနောက်က decimal 8လုံးနော် decimal 8လုံးအဲ့တော့ကျွန်တော်ကချိန်ရင်800ကောင်တော့ကျွန်တော်ချိန်မှာထားပါတော့ကျွန်တော်ကလီတာ100ရောင်းမယ်ပေါ့ဒီလိုပုံစံထွက်လိုက်မယ်ပြီးတော့မှသူ့ကိုလည်းကျွန်တော် save လိုက်မယ်ပြီးတော့မှဒီမှာကျွန်တော် retail price wholesale price ရှိရနော်ထားပါတော့ကျွန်တော်ကဒီမှာ retail ဆိုလဲ retail wholesale ဆိုလဲ wholesale ပေါ့အဲ့တော့ကျွန်တော် wholesale နှိပ်လိုက်ရင်ချက်ချင်းအောက်ကချိန်သွားမှာမဟုတ်ဘူး average price လေးဆိုတာကိုချိန်မှာပဲသူကဒီအောက်ကနေ wholesale price เนาะဒီ4300ဆိုတာလာကျလာမယ်အဲ့လိုပုံစံထွက်လိုက်မယ်အဲ့တော့ကျွန်တော်ကဒီကောင်ကို confirm ဆိုတဲ့အလေးနှိပ်လိုက်မယ်ပြီးတော့ကုန်ထွက်မှာမဟုတ်လို့ကျွန်တော် deliver ဆိုတဲ့ခလုတ်လေးနှိပ်လိုက်မယ် deliver ဒါဆိုကုန်ထွက်သွားပြီပြီးတော့မှဒီ number လေးကိုပဲပြန်လာနှိပ်မယ်ပြီးတော့မှ create invoice ဆိုပြီးဒါကျွန်တော်ရရန်ရှိဖော်တဲ့သဘောပေါ့နော်ရရန်ရှိဖော်မယ် confirm ဆိုတဲ့ခလုတ်လေးကိုနှိပ်မယ်ငွေမရသေးဒီတိုင်းပဲထားမယ်ကျွန်တော်ငွေရပြီဆိုရင်တော့ကျွန်တော် pay ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဘာနဲ့ရတာလဲပေါ့နော် cash နဲ့ရတာ KP နဲ့ရတာစသည်ဖြင့်မိမိမှာရှိတဲ့ငွေစရင်းတွေနဲ့ဒီ payment လုပ်ပြီးတော့ဒါငွေချေလို့ရလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီ SO number လေးတွန်နှိပ်လိုက်ပြီးတော့ဒီ save ဘက်ကိုတွန်ရောက်သွားလိမ့်မယ်နော်အဲ့တော့ save ထဲမှာတွားကြည့်မယ်ဆိုလဲဒီ save app ပေါ့နော်ဒီကောင်ထွက်လိုက်မယ် deliver ရှိတယ် invoice ရှိတယ် invoice မှာတွားကြည့်လိုက်ရင်ငွေချေပြီးလားမချေပြီးလားကျွန်တော်သိရလိမ့်မယ်နော်ဒီလိုပုံစံထွက်လိုက်မယ်အဲဒါကတော့ဒီ mobile app ကနေမဟုတ်ဘဲနဲ့ဒီ O2 ကနေလည်းလာပြီးရောင်းလို့ရတဲ့အခြေအနေပေါ့အဲ့မှာ price list တွေ change နေတယ်ကျွန်တော်တို့ထားပါဒီမှာ price list တယ်ဆိုရရတယ်နော်ဒီ save ထဲမှာပဲရှိတယ်နော် price list ကဒီ wholesale တွေမှာဒါဆိုဒီမဲ့မိမိသတ်မှတ်ထားတဲ့ဈေးတွေပေါ့နော် wholesale ဆိုဘယ်ဈေးနဲ့ရောင်းမယ်ပေါ့ဒါဒီမှာ fixed price နေရာမှာကျွန်တော်လာပြီးတော့ထည့်လိုက်မယ်ပေါ့နော်ဒီလိုပုံစံထွက်လိုက်မယ်နော် fixed price နေရာမှာလာပြီးတော့ဒီလိုထည့်လိုက်ရင်ရတယ်အဲ့ဒါဆိုတော့ price list တွေလည်းကောင်းကောင်းလုပ်လိုက်မယ်ပေါ့နော်